အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ရှင်းပြခြင်းနဲ့အကြောင်းအရာလေးကတော့ကျွန်တော်မနေ့ကပေါ့နော်မနေ့ကကျွန်တော် Facebook account ကနေကျွန်တော်နောက်ဆုံး post လေးတစ်ခုတင်ခဲ့တယ်ပေါ့နော်တင်ခဲ့တယ်ဘယ်အကြောင်းအရာကြီးလဲဆိုတော့ကျွန်တော်အခုဒေါက်တာပိုင်းနဲ့ဖြစ်ကြတဲ့ပြဿနာတွေအပေါ်မှာပေါ့နော်ကျွန်တော်ထပ်လည်းမရှင်းပြခြင်းတော့ဘူးဘာမှလည်းမပြောခြင်းတော့ဘူးပေါ့နော်ဘာမှမပြောခြင်းတဲ့တောင်မှကျွန်တော်ဒီ post တွေဟိုတင်နေတာပေါ့ဒါတော့လူတိုင်းတော့စိတ်ခံစားမှုရှိတာပဲပြန်တွေးတိုင်းစိတ်ထဲမှာတမြင်မြင်ဖြစ်လိုက် post တင်လိုက်စိတ်ထဲမှာတမြင်မြင်ဖြစ်လိုက် post တင်လိုက်ပေါ့နော်အဲ့တော့အဲ့ post တင်တဲ့အခါမှာပထမတစ်ချက်ကကျွန်တော်မရှိတယောက်ကလှမ်းပြီးတော့တတိပေးတယ်ပေါ့နော်မင်းလုပ်နေတာအခုဘာလုပ်နေတာလဲဆိုတော့ဟောကြဒီလိုပဲ post တော့တင်တယ်ရှင်းမနေနဲ့တော့လေတဲ့ရှင်းတော့မရှင်းပါဘူးလို့ဒါမှပုံပုံလေးပြောတော့ရင်ထဲမှာတဖြည်းဖြည်းနဲ့ကိုကမှားလို့ကိုအမှားတစ်ခုလုပ်ထားလို့ပေါ့နော်ငါမှားလို့ငါခံရတာပဲဆိုတဲ့ဟာမျိုးထက်ကိုမှန်နေတဲ့သားနဲ့ကိုလည်းဘာမှမလုပ်တဲ့ဟာကြီးကိုတက်ကြီးတော့ရင်ထဲမှာတမိမိခံစားကျွန်တော်ရှင်းပြတော့ဖျားသိပါတယ်တဲ့အဲဒါကျွန်တော်မိတ်ဆွေကကျွန်တော်ရှင်းပြတော့နှစ်သိမ့်တီပေါ့နော်နောက်တစ်ခုကမင်းပြောလို့ပေါ့နော်တဲ့တော်လန်ရေးတည်င်းနေဖုန်းကုန်မယ်ဆိုတာရှင်းပြောရင်မင်းကိုယ်တိုင်ကအခု post ခန်းရတင်နေမင်း post ကို share တယ်တဲ့မင်းငါ့လည်းမြင်နေရပဲတဲ့ share တာမှနဲတာမဟုတ်ဘူးအဲ့တော့ဒီ share နဲ့ပဲမင်းတည်င်းနေကြောက်ပဲတည်င်းနေပြန်ပြီးတော့ဖုန်းကုန်ပြီးတော့တကယ်အရေးကြီးတဲ့ကိစ္စတွေပျောက်ကုန်မယ်တဲ့မြန်မာနိုင်ငံတော့ကတော်တော်လေးအရေးကြီးနေတာဆိုအဲ့ဒါလေးတစ်ချက်တတိပြုမိလာတာပဲပေါ့နော်အဲနောက်တစ်ခုကတော့ကိုယ်တိုင်တွေးမိတဲ့အတွေးလေးပါကိုယ်တိုင်တွေးမိတဲ့အတွေးလေးကဘာလဲဆိုတော့ထပ်ပြီးတော့ကျွန်တော်ထပ်ပြောလို့ရတယ်ဗျာကျွန်တော်မှာကပြောစရာအချက်လက်တွေများစွာရှိတယ်ဒါပေမဲ့ထပ်ပြောရင်တို့ထပ်ထိမယ်ထပ်ထိရင်ထပ်နာမယ်ထပ်နာရင်ထပ်ပြီးယုံမှာမယ်ထပ်ပြီးယုံမှာတဲ့ခါကျတော့ဘာဖြစ်လဲဆိုတော့ပုံမှန်လေးပြောရင်သူလည်းနာတယ်လို့ကျွန်တော်လည်းနာတယ်တချို့တွေလည်း share ကြ post တွေလည်းကြည့်ပါဗောနော်ဒီပွဲမှာကိုပြင်းရှုံးသွားပြီလို့ကိုပြင်းကအရှုံးပေးလိုက်ပြီလို့အမှန်တော့ရှင်းပြောရင်တော့ကျွန်တော်ရှုံးသွားတာမဟုတ်ဘူးဗျရှုံးသွားတာကသူတို့ရှုံးသွားတာဘာလို့ရှုံးသွားတာလဲဆိုတဲ့အခါကျတော့ကျွန်တော်ပြမယ်ကျွန်တော်ကလက်ရှိပြီးပါမှနေနေတာပေါ့နော်မိတ်ဆွေတို့အနေနဲ့ကြိုက်တဲ့ပုံစံကြိုက်တဲ့လိုတတ်မှတ်လို့ရမယ်သူတို့ကလက်ရှိမြန်မာနိုင်ငံမှာအနုပညာလှူစားနေတဲ့လူတွေဗျအဲ့တော့လက်ရှိအနုပညာလှူစားနေတဲ့လူတွေမှာဒီလူတွေကဒီလူပဲလားပေါ့နော်သူပြောတဲ့အခါမှာကျွန်တော်ရဲ့မှန်ခြင်းမှားခြင်းပေါ့နော်မှန်ခြင်းမှားခြင်းကိုဒါတက္ကနာခဏဖယ်ထားလို့ရလို့ရတယ်ဒီလူကတို့အားပေးနေတော့သူပေါ့နော်သို့မဟုတ်ဒီလူအနုပညာရှင်ကဒီလိုပဲရိုင်းဆိုင်ဆိုတာပြောတတ်လားဆဲဆိုတတ်လားဆိုတဲ့ဟာမျိုးတွေပေါ့နော်အဲ့တော့ဒါတင်ကြီးကပြောမယ်ဆိုသူတို့အနေနဲ့ရှုံးနေသွားတာပေါ့နော်အဲ့နောက်တစ်ခုအနေနဲ့ကတော့ဗာလဲဆိုတော့တချို့လည်းကျွန်တော်ပြောကြဟာပြင်းတီကကြောက်သွားပြီကြောက်လို့ပြေးပြီဆိုတော့ဟုတ်ပြီဒီနေရာလေးမှာကျွန်တော်တစ်ချက်လေးရှင်းပြခြင်းပါတယ်ဘာကြောက်လဲဆိုတော့ဒီနေ့အဖြစ်ကျွန်တော်ကိုဒါကျွန်တော်ဘက်ကပေါ့နော်ကျွန်တော်ဘက်ကရှိကြတော့အားပေးကြတော့ဝင်းရံတော့ကျွန်တော် fan ပဲဖြစ်ကျွန်တော်ပရိသတ်ပဲဖြစ်ပေါ့နော်သူတို့အတွက်ကိုတော့ဒီနေ့ကျွန်တော်တီးတန့်ပြောပေးတဲ့အစီအစဉ်လေးပါအားလုံးကအားမလို့အားမရဖြစ်နေကြတယ်ကျွန်တော်အဲ့ Facebook မှာကျွန်တော်ဘက်ကစကန်ရက်ပြီဆိုတဲ့ကိစ္စမှာအကုန်လုံးကပေါ့နော်ကျွန်တော်စီကိုမျိုးပဲ Messenger ကနေပို့လာပြီးတော့ကျွန်တော်ရဲ့အဓိကအမာကန်ဒီပေါ့နော်ဆရာရဲ့ချစမ်းမှာကိုယ့်ဘက်ကမှန်းရတာကျွန်တော်တို့ကသိတယ်ဗျာသိနေတဲ့ဒီနေ့ရဖြစ်ပေါ့နော်ဒါသူ့ album စထွက်တယ် album စထွက်တယ် album စထွက်က album ပို့ပြီးစိတ်ဝင်စားလာအောင်ဒါရှင်းမယ်ကို promotion အနေနဲ့ပဲဆရာကိုကြားရအသုံးချသွားတာအဲ့တော့ဆရာပြီးအောင်ချစမ်းမှာဆိုတော့လမ်းပြောတာပေါ့နော်လမ်းပြောတော့တနည်းအားဖြင့်တော်တော်များများလည်းပြောကြတယ်ကျွန်တော်တို့ကရှင်းပြီကျွန်တော်တို့ကခံရတာလေးဆရာရဲ့ကျွန်တော်ကဆရာပြိတ္တလေးတဲ့ဆိုတော့ကျွန်တော်ရှင်းပြတယ်ပေါ့မှန်ပါတယ်လို့အဲ့ဒီအတွက်လည်းအားပေးနေတဲ့လူတွေကိုကျွန်တော်တည်တံ့တောင်းပန်ပါတယ်လို့ဒါမဲ့ကျွန်တော်ပြလို့ပေါ့လက်ရှိသူ့ရဲ့ follower ရဲ့နော်ကျွန်တော် follower ရဲ့ဒါမိုးနဲ့မြေလို့ကွာပါတယ်အဲ့ကွာတဲ့အတွက်ကြောင့်မလို့တော့ဘလူပဲဖြစ်သူ့အားပေးတဲ့ပြိတ္တကတော့သူ့ဘက်ကရှိမှာပဲလေဒါကကျွန်တော်တို့တဘာဝတရားနဲ့တမတာပဲဟုတ်တယ်မလားအဲ့တော့ဟုတ်ပြီအဲ့တော့သူ့အားပေးတဲ့ပြိတ္တသူ့ကိုချစ်လို့သူ့အားပေးလို့ပဲသူကျွန်တော်တဲ့ follower တွေများတာပေါ့အဲ့တော့ဒီအပေါ်တွေမှာတော့ကျွန်တော်တို့ကသွားပြီးတော့လိုက်ပြီးရှင်းပြနေလို့ကတော့အဖို့ပဲအဲ့တော့တခုပဲကျွန်တော်ဘက်ကပေါ့နော်ဒါအားပေးနေကြတဲ့ပြိတ္တတွေအတွက်ကျွန်တော်သိကျင်တဲ့အတီတရားလေးရယ်နောက်တစ်ခုရှင်းပြချင်တာကတော့ကျွန်တော်တော်တော်လေးတကယ်ကိုကြောက်သွားပါတယ်ဘာလို့ကြောက်သွားရလဲဆိုတော့လွှမ်းပိုင်ဝင်စားဆိုမဟုတ်ဘူးလူတွေကိုကြောက်သွားတာ
တနည်းအားဖြင့်အမှန်တရားကိုလက်မခံကြတော့အမှန်တရားကိုမသိကြတော့သူတွေကိုတော်တော်များကြောက်သွားတာလူတွေဒီဘာကြောင့်အမှန်တရားကိုလက်မခံကြတာလဲဒီအမှန်တရားဘက်ကဘာလို့ဝင်းမရံကြတာလဲဆိုတဲ့အကြောင်းအရာပေါ့နော်အဲ့တော့ဒီနေရာမှာကျွန်တော်ဒီနေ့ပြောချင်တာကကျွန်တော်ရှေ့ vlog မှာကျွန်တော်ပြောခဲ့လို့ပေါ့ဂျိုကာပေါ့နော်ကျွန်တော်ဒီအကြောင်းအရာကိုပြောရဆိုတဲ့နေရာမှာဂျိုကာကိုကျွန်တော်ကဆွဲထည့်တာမဟုတ်ဘူးဒီအကြောင်းအရာဒီတကယ်လဲဂျိုကာကိုယ်တိုင်သိပေါ့နော်ဒါပေမဲ့လက်မိုင်တို့နဲ့ဖုန်းပြောကြတဲ့ကိစ္စမှာတော့ထားပါတော့ကျွန်တော်လည်းပြန်သိတဲ့ချိန်မှာကျွန်တော်ဂျိုကာရဲ့ TikTok account ကိုကျွန်တော်မေးလေးတစ်ခုပို့လိုက်ပါတယ်ညီလေးဂျိုကာရေလို့အကိုတကယ်စိတ်မကောင်းဘူးကွာလို့ဒါလေးပဲကျွန်တော်လှမ်းပို့လိုက်တယ်အဲ့တော့ဂျိုကာနဲ့ရင်းနှီးနေတဲ့သူပဲဖြစ်ဖြစ်မေးလေးကိုပဲဖတ်ပါဘာမှ reply မပြန်ပါနဲ့ဘာဖြစ်လို့ဆိုတော့ကိုပြင်းနားလဲပြပါတယ်ဟုတ်ပြီနော်တခုပဲစောပြောလို့ပေါ့စိတ်မကောင်းဖြစ်တယ်ဆိုတာကကျွန်တော်တို့မြန်မာနိုင်ငံမှာဒီလိုပဲအကြောက်တရားတွေနဲ့လူတွေရှင်သန်ပြီးတော့ရှစ်ဆက်နေရဂျိုကာလည်းအဲ့လိုပဲကျွန်တော်နဲ့ဂျိုကာတို့ရဲလေးတို့ညီကိုဆိုတာဘယ်လောက်ထိလက်တွဲခဲ့တယ်ဘယ်လောက်ထိအသိပညာမှာရင်းနှီးခဲ့တယ်ဆိုတာဒါကဒီစီစဉ်ကိုဂျိုကာကောရဲလေးရောကြည့်ရင်သိနေပါလိမ့်မယ်ကျွန်တော်တို့အသိပညာလက်တွဲတဲ့နှစ်ကစပြီးနှစ်တိုင်းဂျိုကာကောရဲလေးကောကျွန်တော်အိမ်ကိုတည်င်းကျွတ်တိုင်းလာမကြောတဲ့နှစ်မရှိပါဘူးဒါကကျွန်တော်ကောင်းတဲ့အချက်ကိုပြောပြတာကျွန်တော်တပည့်ပေါင်းမြောင်များစွာရှိတော်လဲတပည့်10ယောက်ရှိရင်လာကြောတဲ့တပည့်9ယောက်မပြည့်ပါဘူးအဲ့ဒါလဲကျွန်တော်ကိုယ်တိုင်လဲဟာတာလို့ပြောတာပါတယ်မင်းတို့မဟုတ်ဘူးလို့ခြင်းလဲငါပြပါမယ်ကွာလို့လာတော့မကြောကြပါနဲ့ဘာကြောက်လဲဆိုတော့တပည့်ကကျွန်ပြောနေတာတော်တော်များများကကျွန်တော်ထက်အသက်ကြီးတဲ့လူတွေပဲဖြစ်နေလို့အဲ့တော့ချို့ကလည်းဆရာရဲ့ဝါကိုကြောတာပါဗောနော်ထားပါတော့အဲ့လိုရှိကြတဲ့အချိန်မှာဟာဂျိုကြီးကဒီလိုပြောလိုက်လို့ဂျိုကြီးငါဘက်ကမပါလို့ဟာဂျိုကြီးကိုငါဖဲ့မယ်ဆိုရင်ကျွန်တော်တော့မကောင်းတဲ့လူရှိမှာမဟုတ်တော့ဘူးကျွန်တော်တို့ကအဓိကကိုယ့်ဘက်ကမပါလို့ငါဘက်ကမလိုက်လို့ဒီလူကိုမကောင်းလိုက်ပြောနေတဲ့ပုံစံမဟုတ်ဘူးဗျာဒါကိုကျွန်တော်ဆိုလို့အဲ့ဒါကြောင့်တနည်းအားဖြင့်ပြောမယ်ဆိုတော့စိတ်မကောင်းဘူးဆိုတဲ့ဂျိုကာကြီးညီလေးအတွက်ကိုစိတ်မကောင်းပါဘူးကွာဆိုတဲ့မေးလေးပဲကျွန်တော်ယူသားစွာပို့လိုက်ပါတယ်အဲ့တော့အမှန်တော့ရှင်းပြောရင်ဒီအကြောင်းအရာကကျွန်တော်အကုန်လုံးပေါ့နော် machine ခေါ်ပြီးတော့ video call နဲ့ဖြစ်စုံပြီးကျွန်တော်ရှင်းဖို့ပါပဲဒါပေမဲ့နှစ်ချက်ကျွန်တော်ပြန်စဉ်းစားပါနော်တစ်ချက်ကတစ်ချက်ဂျိုကာဒီမြန်မာနိုင်ငံမှာလက်ရှိနေရတယ်လို့ဘယ်သူပဲဖြစ်ဒီအချိန်မှာအမှန်တရားကိုသိတော်ညာလဲဒါကဟုတ်တယ်လေမင်းပြောခဲ့တာပဲကိုပြေးမှန်တယ်လို့ဂျိုကာပြောရမလားဒါတစ်အချက်ပေါ့နော်နှစ်အချက်ကဂျိုကာနဲ့လောင်းပိုင်ဒီ GDC တူတက်ခဲ့ကြတော့တငယ်ချင်းအရင်ဖြစ်နေတာကျွန်တော်နဲ့ဆိုတာကကားရိုက်မှလားအလုပ်သဘောအရဆက်ဆံမိကြတာပေါ့နော်ကျွန်တော်ရင်ထဲမှာတကယ်ကိုရဲလေးရောဂျိုကာရောဒီကျွန်တော်လက်တွဲခဲ့တဲ့အချိန်မှာအရန်ကိုတိုင်အောင်ရှင်ရှိခဲ့တော့ရင်းနှီးခဲ့တော့ညီလေး2ယောက်လို့ကျွန်တော်သတ်မှတ်ခဲ့တော့ညာလေသူတို့ရင်ထဲမှာတော့ဘယ်လိုသတ်မှတ်လဲတော့ပုံမှန်လေးပြောတော့ဒီအချိန်မှာတော့ကျွန်တော်မသိနိုင်တော့ဘူးဘာကြောင့်လဲဆိုတော့တဖြည်းဖြည်းနဲ့ကျွန်တော်သိလာတဲ့အကြောင်းအရာတွေလူတွေအကုန်လုံးဒီငါကားရိုက်နေစဉ်အခါငါပြည်ဟင်းတရားဖြစ်နေလို့သာငါနဲ့ကားရိုက်ချင်လို့ဒီနေ့အဖြစ်ငါနားမှာနေကြရဲဆိုတဲ့ဟန်ဆောင်မြင်တဲ့ဖုန်းတွေကိုကျွန်တော်သိလိုက်ရတာငါကားမရိုက်တော့ဘူးပြည်ဟင်းတရားဆိုဘဝမရှိတော့ဘူးဆိုတဲ့အချိန်မှာသူတို့ရင်ထဲမှာပြည်ဟင်းတရားမရှိတော့ဘူးအဲ့အတွက်ကတော့စိတ်မကောင်းဖြစ်မိတယ်ဆိုတော့ကျွန်တော်ပြောလို့ဘာကြောင့်ကျွန်တော်ဒီဗီဒီယိုကောနဲ့မရှိတော့ဘူးလဲဆိုတော့နောက်တစ်ချက်ကအဲ့ဒီနေ့အဲ့အချိန်တုန်းကစောင်းပိုင်ပါနော်ပြောတယ်ဟုတ်ပြီဒီနေရာမှာကျွန်တော်တခုရှင်းပြချင်တာကစောင်းပိုင်ကပြန်ပြီးတော့ဖြည့်ရှင်းတဲ့နေရာမှာဘာပြန်တွေ့လဲဆိုတော့ကျွန်တော်ကသူနဲ့ PDF တွေနဲ့တိုက်တယ်ဆိုတဲ့အကြောင်းအရာပေါ့မဟုတ်ပါဘူး PDF တွေနဲ့တိုက်ရအောင်ကျွန်တော်တို့ရဲ့ဒါပါကျွန်တော်ညီငယ်ဒီ PDF တွေကအဲ့လိုမျိုးသူတို့ကိုပြောသူတို့ကိုစော်ကားတိုင်းလိုက်ပြီးတော့လုံနေတဲ့မရိုင်းတဲ့အတိုင်းဝိုင်းနေမှာမဟုတ်ဘူးအကုန်လုံးဒီအတီတရားအမှန်တရားကိုသိလို့သူတို့ရဲ့စိတ်နဲ့သူတို့ရှင်းပြောရင်အာနာရှင်တို့တော်လှန်နေကြတာအဲ့တော့ဒါပေမဲ့ဘာကြောင့်ကျွန်တော်ဒါကိုချပြတာလဲဆိုတော့ကျွန်တော်ပြောချင်တဲ့အမှန်တရားကဒီလိုစိတ်မျိုးဒီလိုမျိုးရှိခဲ့တယ်ဆိုတော့အဓိကဒါကြောင့်ဒါကိုချပြချင်တာအဲ့တော့ဒီတိုင်းပြောရင်သိတဲ့အနေနဲ့ဆိုတော့သူခင်ဗျားတို့ပေါ့နော်ပြောလို့ပေါ့ထားပါတော့ကျွန်တော်ကလှည့်တိုက်တယ်ဖြစ်မှာစိုးလို့ဒီအကြောင်းအရာကဂျိုကာတက်တည်ရှိပါတယ်လို့ကျွန်တော်ပြောခဲ့တာအဲ့တော့ဟုတ်ပြီအမှန်တော့ကျွန်တော်ဗီဒီယိုကောနဲ့ပြောမယ်ဆိုတာကိစ္စကဘာကြောင့်လဲဆိုတော့အဲ့နေ့အဲ့ရက်ခါမှာပြောတဲ့အချိန်မှာဂျိုကာတယောက်တည်းမဟုတ်ဘူးဗျ
ကျွန်တော်နဲ့ရိုက်တဲ့ cameraman ရှိတယ်အတန်ဖမ်းတဲ့ audio ကောင်လေးရှိတယ်ပေါ့နော်ဟုတ်ဒါပေမဲ့ကျွန်တော်ပြောလို့ပေါ့ဒီလူတွေနာမည်တက်ပြီးပြောတဲ့ခါကျရင်လေစောစောကကျွန်တော်မြန်မာနိုင်ငံမှာကအမှန်ကိုအမှန်နဲ့ထုတ်ပြောလို့မရဘူးနီးရတာကြောက်ရတဲ့အတွက်ကြောင့်မို့ကျွန်တော်ကြောက်ထက်ပြီးတော့ဒါကျွန်တော်တပည့်2ယောက်ထုတ်ကထက်ရောက်သွားမှဆိုတဲ့အတွက်ကြောင့်ကျွန်တော်ရင်ကိုနှုတ်ပိတ်ပဲနေလိုက်သည်ပေါ့နော်ဟုတ်အဲ့ဒါတည်းချက်ဒုတိယတန်တာမိုးသိမ့်ပေါ့တန်တာမိုးသိမ့်ကတော့ကျွန်တော် Viber နေဖုန်းလမ်းခေါ်ဖို့ကြိုးစားပါသေးတယ်ဒါပေမဲ့ကျွန်တော်ပြန်ပြီးအတီးတရားတစ်ခုဝင်လာတာကရွှေမန်းနဲ့တန်တာမိုးသိမ့်ကလက်ရှိချစ်သူတွေပါအဲ့တော့ကိုရှင်မန်းတို့ဒီလည်းကျွန်တော်ဒီဘက်ကနေသူတို့ပြန်ပြောတဲ့အတွက်ကြောင့်မလို့ကျွန်တော်ပုံမှာတရားရခိုင်နှုန်းစိတ်ဆိုးနေမယ်မကြည့်ဘူးဆိုတာလေကျွန်တော်နားလေတဲ့အတွက်ကြောင့်မလို့တန်တာမိုးသိမ့်ကိုကျွန်တော်သွားပြောလဲအမှန်တရားကထွက်လာမှာမဟုတ်ဘူးအဲ့တော့အဲ့ဒါကြောင့်ကျွန်တော်ဒါကိုဘာမှမရှင်းတော့ဘူးဆိုတဲ့အကြောင်းအရာနဲ့ပဲကျွန်တော်ရှင်းပြောတော့ကျွန်တော် Facebook ကနေကျွန်တော်အားလုံးကိုပဲနှုတ်ဆက်ပြီးတော့ကျွန်တော်နေပေးလိုက်သည်ပေါ့နော်အဲ့တော့ဒါလေးကိုတော့ကျွန်တော်ရဲ့အားပေးနေတဲ့ပြည်သက်တွေအတွက်တော့ကျွန်တော်စိတ်မကောင်းပါဘူးအကုန်လုံးကတော့ဖြစ်စေခြင်းနဲ့ကျွန်တော်နိုင်အောင်ပေါ့နော် RCI ဆက်ဖိုက်အဆုံးထိလိုက်စမ်းပါဆိုတော့ညာလေသူများအပူကိုအပူကျွန်တော်တို့မကူးစေချင်တော့ဘူးဒါလေးတစ်ချက်ကျွန်တော်ပြောချင်တယ်နောက်တစ်ခုကပေါ့ဝိုင်းပြီးတော့ဆဲနေကြတော့ညီငယ်ပဲဖြစ်ဖြစ်ညီမငယ်ပဲဖြစ်ဖြစ်ပေါ့နော်အဲ့လေးတစ်ခုတော့ဒါကကျွန်တော်ဘက်ကအကိုဘက်ကအစဲခံရလို့ပြောချင်မဟုတ်ပါဘူးကျွန်တော်ဘဝမှာဟိုးအရင်မြန်မာဘောကားများရက်ဆိုတဲ့ကိစ္စပေါ်လာကလေးကစဲခံရရှင်းပြောတော့အသားကျနေပြီဗျအဲ့ဒီပုံမှာလည်းခံနိုင်ရင်များစွာရှိခဲ့ပြီပေါ့နော်အထိုက်ခိုက်တွေဆိုတာလည်းများစွာရှိခဲ့ပြီအဓိကဒါကိုဘာကြောင့်ပြောရလဲဆိုတော့သူများရဲ့အကုသိုလ်ဟာကိုယ့်ရဲ့အကုသိုလ်မဖြစ်စေချင်ဘူးဒါတနည်းအားဖြင့်ကျွန်တော်ပြောမယ်ဆိုရင်ပေါ့နော်ဒါကျွန်တော်အမှန်တမ်းဝန်ခံပါမယ်ကျွန်တော်ရှေ့ vlog မှာပြောတဲ့အချိန်တုန်းကတတိထားမိကြပါလိမ့်မယ်အဲ့အချိန်တုန်းကကျွန်တော် Natsuki ဆိုတင်တဲ့ post ခုကိုကျွန်တော်မတွေ့လိုက်ဘူးပေါ့နော်မတွေ့လိုက်တဲ့အချိန်မှာကျွန်တော်စိတ်ရင်းမှန်စွာပဲ Natsuki ကျွန်တော်အပေါ်မှာကောင်းတယ်ကျွန်တော်အပေါ်မှာသူဒီအိဇာကားအတွက်ပေါ့နော်အကုန်လုံးစူးစမ်းပြီးသွားသည်ပေါ့နော်တကယ်လည်းသူကူညီတဲ့ကြောင့်မို့ကျွန်တော်တို့ရဲ့ဒီအိဇလန်တွေရဲ့အောင်မြင်နဲ့ကောင်းကောင်းမွန်မွန်ကျွန်တော်ရှေ့ရပြောလို့ပြတ်သွားတဲ့မင်းသမီးတရုပ်ဆောင်ထက်တောင်မှနန်းစုတရုပ်ဆောင်နဲ့ပို့ပြီးအားရပါသေးတယ်အဲ့အတွက်ကြောင့်မို့ကျွန်တော်ကအဲ့ကြောင့်ရအောင်ချပြတဲ့အချိန်မှာရှင်းကျွန်တော်ပြောရင်ဂိမ်းဆက်လို့ရပါတယ်ဒါပေမဲ့ကျွန်တော်ကိုလိပ်ပြကိုမလုပ်လို့တော့ညီမနန်းစုဒီဆိုရှစ်ခိုးပါတယ်ဆိုပြီးတော့ကျွန်တော်လက်အုပ်တောင်ချီပြီးတော့ကောင်းမှုစွာပဲကျွန်တော်ပြောခဲ့တာပါအဲ့တော့အဓိကကျွန်တော်ပြောတဲ့ရည်ရွယ်ချက်ကသူ့ရဲ့တိတ်ခါသူ့ရဲ့ဂုဏ်တိတ်ခါကိုကျွန်တော်ချနှင်းတာမဟုတ်ဘူးဒီနည်းအားဖြင့်သမီးစားတွဲကြပြီသမီးစားဖြစ်ကြပြီဆိုဒီလိုကိစ္စတွေကတော့ရှိကြမှာပဲဆိုတာတရားခိုင်တော့အခုခေတ်အခါမှာညင်းလို့မရကိစ္စတွေပါဒါကရှက်စရာမဟုတ်ပါဘူးကျွန်တော်ပြောနေတာဒါပေမဲ့ဘာကြောင့်ကျွန်တော်ဒီအကြောင်းအရာကိုချပြလဲဆိုတော့တနည်းအားဖြင့်ပေါ့နော်ယောက်ျားတစ်ယောက်ဒီလိုကိစ္စနဲ့ပတ်သက်ပြီးတော့ဒီလောက်ထိဒီလိုမျိုးရှိတယ်ဆိုတာကိုပုံမှန်လင်းပြတယ်ကျွန်တော်ဒါကိုချပြခြင်းတဲ့ကျွန်တော်အဲ့အကြောင်းအရာကိုကျွန်တော်အမှန်တမ်းပြောလဲရတယ်အဲ့တော့ဒီနေရာမှာတခုပဲဒါကျွန်တော်ရှင်းပြခြင်းတာပေါ့နော်ရှင်းပြခြင်းတာဆိုတာတော့ကျွန်တော်ကိုယ်တိုင်သိတဲ့ကိစ္စတော့မဟုတ်ပါဘူးဒါကတော့ကျွန်တော်ဝန်ခံပါတယ်ဘာကြောင့်လဲဆိုတော့ကာယကရှင်ကိုယ်တိုင်လည်းဓာကြီးကဒီလိုဖြစ်လို့ဆိုတဲ့အကြောင်းအရာကိုထုတ်ပြောမှာမဟုတ်ဘူးလေနောက်မှလည်းမပြောဘူးနောက်ဆိုလည်းမပြောဘူးဒါပေမဲ့ကျွန်တော်တို့ဒီအနည်းပညာအတိုင်းဝိုင်းရုပ်ရှင်အတိုင်းဝိုင်းမှာပြင်တာတစ်ခုဖြစ်လာပြီဆိုရင်ဒါကတော့ဆက်စုကြတဲ့သဘောတဘာဝရှိတာပေါ့နော်ရကွန်းထဲမှာဆိုလဲထားပါတော့မင်းသမီးတွေရှိတယ်ဆိုရင်မင်းသမီးတွေရဲ့ make up မာမီတွေရှိမယ်ထားပါတော့အမျိုးမျိုးဇာပိုးဆိုင်ရဲ့အဖွဲ့တွေရှိမယ်ပေါ့အဲ့တော့တယောက်စကားတယောက်နားနေဖြစ်ကြပြီဆိုတော့ဘာဖြစ်ကြလဲဆိုတော့အဲ့ဒီ information ကြီးထွက်လာတာပါအဲ့အတွက်ကြောင့်မလို့ကျွန်တော်ကဒီလိုဖြစ်ခဲ့တယ်ဆိုတဲ့ဟာကိုကျွန်တော်ရှင်းပြကျွန်တော်ဒီအကြောင်းအရာကိုလုတ်ကြံလီစေကျွန်တော်ပြောတာမဟုတ်ဘူးကြအဲ့တော့ကာယကံရှင်တွေကိုယ်တိုင်ကိုလည်းကျွန်တော်ပြောချင်တာကဟုတ်ပြီအဲ့ဒီကိစ္စဒီဟုတ်ဒီဖြစ်စေမဟုတ်ဒီဖြစ်စေဒါပေမဲ့အဲ့အချိန်ကတော့ပတ်ဝန်းကျင်မှာအဲ့လိုဖြစ်သွားတယ်ဆိုရင်ကျွန်တော်တို့ရဲ့အတိုင်းဝဲမှာဆက်အဖွဲ့တွေဂျာမာကိုဒါပါတော့ဒီ supporting တွေ support တွေဂျာမာကိုအဖြစ်ပြဟာတာတစ်ခုအနေနဲ့ဖြစ်ခဲ့တယ်ဆိုတာလေးကိုတော့သတိပြုစီခြင်းတယ်ဒါကသူတို့နှစ်ယောက်လုံးအတွက်ကိုကျွန်တော်ပြောပြတာနော်ကျွန်တော်ဆိုတဲ့ဘယ်သူစီကထွက်လာတယ်ဆိုတဲ့ information ကကျွန်တော်တို့ကစင်ငဲပြတယောက်ကတယောက်ကိုပြောတယ်တယောက်ကအဲ့ဒါကြီးကိုရည်စရာလို့ပြီးဟာဟိုဒီနေ့လူဖြစ်ကြတယ်သူဖြစ်ကြရဆိုတော့တကယ်တမ်းဟုတ်ပြီမဟုတ်ခဲ့ရင်တော့မှအဲ့ဒီအကြောင်းအရာကတူတယောက်ကပဲဖြစ်ဖြစ်ပေါ့နော်ဟိုမှာလုံးကြံပြီးပြောတာပဲဖြစ်ဖြစ်ဘယ်လိုပဲဖြစ်ဖြစ်ဟိုမှာဒါပါတော့နန်းစုရဲ့ဟိုဒါပါ
ဒါကျွန်တော်ထပ်ပြောရပါဦးအဲ့လိုထွက်လာတဲ့ခါမျိုးကြရင်အမှန်တရားဆိုတာပြောက်ွယ်တတ်တယ်ဒါလေးလည်းတတိပြုတ်အတွက်ကိုတတိယဖြစ်ပြောတာပေါ့နော်အမှန်ဆိုရင်ရှင်းရှင်းပြောရင်ကျွန်တော်တော့မှသူကပြန်ပြီးကျေးဇူးတင်တယ်ဒါဖြစ်ဆိုဟိုဒါအခုသူတို့သမီးသား2ယောက်ဒါဒီလိုတွေ့ကြသည်ချစ်ကြသည်ပေါ့နော်ကဲထားပါတော့တချင်းချင်းမှာကဲကိုကောင်ကမယူပဲသွားရမလို့ဒီလိုမျိုးပတ်သက်ခဲ့ပြီးတော့မယူဘူးဆိုရင်ဒါသူ့အနေနဲ့ချစ်လို့လက်တွဲကျင်နေဆိုရင်တော့ဒါရဲ့ကျွန်တော်တော့ပို့ပြီးတော့ရှင်းမယ်ကျေးဇူးတင်အောင်ကျွန်တော်ဒီလိုချပြတဲ့အတွက်ကြောင့်မလို့ဒါပေမဲ့ဒါတော့ထုံးစံပါပဲလက်ရှိဒါသူချစ်သူရည်စားဖြစ်တဲ့အတွက်ကြောင့်မလို့တော့နောက်မှကျွန်တော်လမ်းတွေ့တာဗျလမ်းတွေ့တာဆိုတာကဒီကျွန်တော်ကိုဖဲတဲ့ soundtrack ပေါ်မှာ congratulation နှမ်းမှတ်ဆိုတော့သူ့ရဲ့ account နဲ့တင်တဲ့အချိန်မှာဩလို့ကျွန်တော်စောစောပြောလို့လူတွေကျွန်တော်အရန်ကြောက်သွားတယ်ဆိုတာကျွန်တော်စိတ်ထဲမှာပေါ့နော်တကယ်ပါကျွန်တော်မှန်တာပြောချမ်းသာပါစေရှေ့မှာကျွန်တော်တို့ခါးရိတ်ခဲ့စဉ်အခါကြုံတွေ့တဲ့အခါမြင်တွေ့တဲ့အခါပြောခဲ့တဲ့စကားတွေအကုန်လုံးကဒါဒီအမှန်တရားတွေမဟုတ်ဘူးဆိုတော့တဖြည်းဖြည်းကျွန်တော်သိနေကျွန်တော်လောကကိုကျွန်တော်ပို့ပြီးတော့ရှင်းပြတော့စိတ်နာမိလာဗျအဲ့တော့အချစ်တီငွေကြေးနဲ့သက်ဆိုင်မှုမရှိစေရဆိုတဲ့ဒီဇလန်တွဲလေးကအိမ်တော်ရေးဇလန်တွဲပေါ့နော်ကိုယ့်ရဲ့ဇနီးမယားတယောက်အပေါ်မှာချစ်ခင်ရမယ်ကိုယ့်ရဲ့ဇနီးမယားတယောက်အပေါ်မှာလေးစားရမယ်ပေါ့နော်နောက်တစ်ခါဘလောက်ပဲဖြစ်ဖြစ်ကျွန်တော်ချစ်ချင်းမြတ်တာဆိုတာငွေနဲ့ဟိုပိုင်းချလို့မရဘူးလူတွေကငွေကြီးဆိုတဲ့နောက်ကိုသွားပြီးချစ်ချင်းမြတ်တာရဲ့ဓာတ်ခတ်ခြင်းတခြင်းခံစားရဆိုတဲ့ဟာနဲ့ဇာကားနာမည်ကအချစ်တီငွေကြေးနဲ့သက်ဆိုင်မှုမရှိစေရဆိုတဲ့ဇာကားလေးပါအဲ့ဒီဇာကားမှာမြင့်မြတ်ရဲ့နတ်စုတီဆိုကလင်မယားပေါ့နော်သူတို့လင်မယား2ယောက်ရဲ့ဇလန်းလေးကိုကျွန်တော်အဓိကထားပြီးရိုက်ကူးတာအဲ့ချိန်မှာနတ်စုကျွန်တော်တို့ဒီပကံပေါ့နော်ပကံကျွန်တော်ထင်တယ်နေအောင်ဒီဘက်စင်ခံဖျားဘက်ကိုသွားတဲ့လမ်းဘက်မှာထမင်းတိုင်ဒီဇိုင်းရှိတယ်ဗျထမင်းတိုင်ကျွန်တော်နာမည်တော့မပြီးပါဘူးဒါမှမဟုတ်ကျွန်တော်တို့အလဲမှာထမင်းဝိုင်းနဲ့ရောင်းရဆိုင်ပေါ့နော်အဲ့ရဲ့ဘေးကအိမ်လေးမှာရိုက်တဲ့အချိန်မှာကိုပြင်းတဲ့ဇက်လေးအရန်ကောင်းတယ်နော်တဲ့ကိုပြင်းကြည့်ရတာတဲ့ကိုပြင်းမျိုးသမီးကိုအရန်ချစ်တဲ့ပုံပဲတဲ့ကျွန်တော်နန်းစုပါပဲဆိုချစ်တာပါဗျာလို့ကျွန်တော်10နှစ်ကျော်ထိတစ္ဆာရှိတော့လက်တွဲခဲ့တာပဲလို့ဟာကိုပြင်းတဲ့ amazing တော့တဲ့ကိုပြင်းတကယ်ကိုရီးစားတဲ့တန်း10နှစ်တဲ့ဟုတ်တယ်လို့ရီးစားတဲ့တန်းကျွန်တော်10နှစ်လက်တွဲခဲ့တာဟာကိုပြင်းနဲ့အရန်လေးစားသွားပြီနန်းစုလေးတဲ့နန်းစုချိန်အိမ်တော်ပြုတဲ့ခါကျရင်ကိုပြေဟိန်းလိုလူစားမျိုးကိုနန်းစုရှာပြီးတော့ယူမာလို့နန်းစုဒီဆိုပြောခဲ့တာပါဒါပေမဲ့ဒီနေ့ဒီကြောင်းရာတွေမှာတော့ကျွန်တော်ပြောချင်တာကပြည့်သက်ကိုမဟုတ်ဘူးဗျ။ကာယကံရှင်နေပြောနော်။ဒီပုံမှာလည်းမရှင်းပါနဲ့။ပြန်လဲမပြောပါနဲ့။ကိုယ့်ရင်ထဲမှာကိုယ့်အသိစိတ်သက်တစ်ခုနဲ့ငါကတော့ဒီလိုလေးစိတ်ရှိခဲ့တယ်ဆိုတာလေကိုယ့်အသိတရားလေးနဲ့ကိုယ့်လေးပြန်မှတ်မိသိရင်ကျင်းနေပြီဗျ။လူတိုင်းကတော့အမှားနဲ့မကင်းကြဘူးပေါ့နော်။အဲ့လိုလေးပြန်တင်တဲ့အချိန်မှာကျွန်တော်လို့လူတွေကဘာကြောင့်စကားတွေလိုပြောရလဲဆိုတဲ့ဟာကိုကျွန်တော်တစ်ချက်ပေါ့နော်တောင်ဝေကရမိတယ်ဒါကတစ်ချက်ပေါ့နော်ဟုတ်ပြီနောက်တစ်ချက်ကတော့ကျွန်တော်အမှားပေါ့ဒါကျွန်တော်အမှားပါလဲဆိုတဲ့အခါကျတော့တနည်းအားဖြင့်ပြောမယ်ဆိုရင်ဒီနေ့ကျွန်တော်မိတ်ဆွေတယောက်ကကျွန်တော်ကိုလှမ်းပြီးတော့ကျွန်တော်တရားလေးတစ်ပုဒ်လှမ်းပို့ပြီးတယ်ပေါ့နော်မင်းကုန်းဆရာတော်ဘုရားကြီးရဲ့တရားလေးတစ်ခုပေါ့မင်းအဲ့တရားလေးနာကြီးဆိုတော့ကျွန်တော်ဖြင်းမဲ့အတူလေးပေါ့နော်ကဲစိတ်လဲနည်းနည်းရှုပ်နေတာနဲ့တရားလေးနာကြည့်မယ်ဆိုတရားနာတဲ့အခါမှာတနည်းအားဖြင့်ကျွန်တော်ဘာလို့တွေ့လိုက်လဲဆိုတော့ဒီစကားတခုံးဟာတဲ့ဘလောက်ပဲမှန်ပြောတဲ့အခါမှာအဲ့ပြောလိုက်တဲ့စကားတစ်ခုကြောင့်မှန်တော်ညာလဲအကျိုးမရှိတဲ့စကားတစ်ခုဆိုရင်မပြောသင့်ဘူးတဲ့ဆရာတော်ဘုရားဟောတဲ့ထဲမှာပေါ့နော်အဲ့တော့ဒါလေးကိုကျွန်တော်မိတ်ဆွေရလမ်းပို့တဲ့အချိန်မှာကျွန်တော်ကိုယ်တိုင်လည်းရှင်းပြနော်အတီတရားတစ်ခုရသွားတယ်ဗျဒါကျွန်တော်တကယ်တမ်းပြတာပါပြန်တွေးကြည့်ရင်ငြိမ်းချမ်းသောဘဝတစ်ခုလို့ကျွန်တော်ပြောလို့ရတယ်ရှေ့မှာကျွန်တော်ပူလောင်နေငါ့ကိုလိုပြောတယ်ပေါ့နော်တစ်ချက်နန်းစုအဲ့လိုမျိုးပြန်ရေးတဲ့အချိန်မှာဒါကျွန်တော်စိတ်ရမ်းတူသွားတာငါတော့သူ့အရန်ကိုတကယ်ကိုငါ့ပေါ်မှာကောင်းပါလားအဲ့လိုချပြလဲလို့အားနာလုံးတော့မှကိုရှိခိုးပြီးတောင်းပန်ပေးရစီဆိုတဲ့ဟာမျိုးရေးကြတာသူကတော့ငါ့ကိုဒီလိုလေးတုတ်ပြန်နေရှင်းရှင်းပြောရင်တော့သူ့ရဲ့လှုပ်ဝက်ချက်တွေကျွန်တော်ကောင်းကောင်းသိတယ်ဗျဒါသူ့ရဲ့လှုပ်ဝက်ချက်တွေပေါ့နော်အစပိုင်းနဲ့အမတန်ငယ်ကိစ္စကျွန်တော်ကောင်းကောင်းသိခဲ့တယ်ထောက်တိုင်းလည်းရှိတယ်ဒါပေမဲ့ဒီအကြောင်းအရာကိုပုံမှန်လေးမျိုးကျွန်တော်စထပ်ချပြအောင်လို့ကျွန်တော်အမှန်တမ်းပြောပါကျွန်တော်မလိမ္မာဘူး
တော့စိတ်အရန်တူသွားတော့ငါ့ဘဝဒီလိုဆိုတဲ့ဟာမျိုးဒါပေမဲ့ဖုံရဲ့ဆိုတော့တရားထဲမှာဘာတကထပ်ပါလဲဆိုအရာတစ်ခုကိုတဲ့ကိုလုတ်တော့မယ်ဆိုရင်တဲ့အဲ့ဒီနေရာမှာကိုသာဆိုရင်ဘယ်လိုခံစားရမလဲဆိုတဲ့ကိုချင်းစာတရားလေးနဲ့လက်ကင်ထားပါဆိုတဲ့တရားကိုကျွန်တော်တွေ့တယ်ဗျာဒါကျွန်တော်မှန်ကန်ကြောင်းစကားပါတော့တွေ့တဲ့နေရာမှာဘာပြန်စဉ်းစားမိလဲဆိုတော့ကိုယ့်ဘက်ကကျွန်တော်အမှန်တရားကိုပြောတော်ညာလေဆိုတော့ဘုံပြောလို့ပေါ့အကျိုးဘာရှိလားမလဲအကျိုးတော့ဘာမှရှိလာမှာမဟုတ်ဘူးဒီနေ့ကပြောပြန်တော့သူအရှက်ကွဲမယ်သူထိခိုက်နေတာမယ်ကျွန်တော်တို့လည်းသူ့ရဲ့ fan တွေသူ့ရဲ့ပရိသတ်တွေဆဲကြမယ်ဟိုမှာဓာတ်ပုံကိုဝနာခွာနေဆိုရင်ကျွန်တော်နဲ့ဟိုရင်းလည်းမရင်းနေဘူးမြင်လည်းမမြင်ဘူးသိလည်းမသိဘူးဒါပေမဲ့သူကျွန်တော်ဆဲတာပေါ့နော်ဘာကြောင့်ဆဲတာလဲသူနန်းစုရီဇိုးရဲ့ဓာတ်ပုံဆရာဖြစ်နေတာကျွန်တော်ဆိုလို့တဲ့ပဲကဒီလိုပဲစင်ငယ်တူတူလူဆိုင်ရာဟိုပေါ့နော်ထားပါတော့တူတူရင်းနှီးမှုနဲ့စင်ငယ်တူတူလူဆိုထိရင်တော့ဒါတူတူရဲ့မခံတာတော့ကျွန်တော်အဖြစ်တော့ပြောလို့မရဘူးလေကျွန်တော်ဘက်ကလူတွေလည်းကျွန်တော်ထိရင်မခံနေတာကြီးပဲဒါပေမဲ့အကုန်လုံးကတော့ရှင်ပြီးတော့ကျွန်တော်တို့ဖြစ်မနေတော့ကျွန်တော်ကိုယ်လည်းပြောပါတယ်ဖြစ်မနေကြပါနဲ့တော့လို့ဟိုကျွန်တော်အေးရမိတ်ဆွေတယောက်ဆိုဆရာကြီးတဲ့ကျွန်တော်တွားပြီးတော့တွားရေးလိုက်တာဆရာရဲ့တဲ့မမိုင်ဘက်ကခွေးတွေဝိုင်းဟောင်လိုက်ကြကျွန်တော်အကောင့်ကိုတော်လစ်ပြေးရတယ်ဆိုဟာမျိုးပေါ့နော်ကျွန်တော်လည်းဆက်မပါတော့ပါဘူးဆိုအဲ့တော့အဲ့လိုရှိကြဆိုအဲ့ချိန်မှာအတီတရားဘာရလဲဆိုဒါကြီးကိုငါထပ်ပြောသူကတက်ထိဟုတ်ပြီနော်သူ့လည်းပူလောင်တယ်လို့ဆိုတော့ပြောတယ်ကိုချင်းစာတရားဆိုတာအခုငါ့ကိုလွမ်းပိုင်လောက်ကြံပြီးငါ့ကိုပြောတယ်ပေါ့နော်အလုပ်ချိန်ပြောတဲ့ချက်မှာကျွန်တော်မြင်းမြတ်နဲ့ငွေကြီးကိစ္စမှာကျွန်တော်ဘာမှမဖြစ်ဘူးဗျဘာကြောင့်လဲဆိုတော့ဒါကကျွန်တော်ဘက်ကရိုးသားတဲ့အတွက်ကြောင့်ဒီပုံမှာကျွန်တော်ဘာခံစားချက်မှမရှိဘူးဒီများပတ်စံလည်းကျွန်တော်မလင်ခဲ့ဘူးမညာခဲ့ဘူးဟိုတနည်းအားဖြင့်သူပြောလို့ပေါ့ဒီပတ်စံကဒီပေးခဲ့လို့ရတာပဲဘာလို့ကျန်တဲ့ပတ်စံတွေအကုန်ယူသွားလဲဆိုရင်ကျွန်တော်မြန်မာနိုင်ငံကနေဟန်နီမွန်းထွက်လာတာမဟုတ်ပါဘူးကျွန်တော်ထွက်ပြေးခဲ့ရတာပါအဲ့လောက်ဆိုသဘောပေါက်ကျွန်တော်ရှေ့ဘက်မှာလည်းပြောပါတယ်ပြည်ပနိုင်ငံကိုပျော်ပွဲစားခီးတွားတာမဟုတ်ပါဘူးကိုဘဝတစ်ခုလုံးရှိသမျှအားလုံးရင်းပြီးတော့နော်ကျွန်တော်ဒီလာရဲ့ချိန်မှာကျွန်တော်စီမှာ luggage ကျွန်တော်မိသားစု၄ယောက်မှာတယောက်ကိုတစ်လုံး luggage ပဲပါလာပါတယ်အဲ့လိုစိတ်တွေထူပူနေတဲ့အချိန်မှာလေရင်ခွဲမှာများမိမလားဟုတ်ပြီနော်ဘာရင်များဆက်ဖြစ်မလဲဆိုတဲ့အချိန်မှာတနည်းအားဖြင့်ဒါကျွန်တော်အမှန်တည်းပြောပြမယ်ဒါကြီးကိုကျွန်တော်ဘယ်လိုလိုက်ပြီးတော့မြင်းမြဲရော့ဆိုပြီးကျွန်တော်ဖန်တီးပြီးလို့မရဘူးဟုတ်ပြီအဲ့ဒါကြောင့်ကိုယ်စိတ်ထဲမှာကျွန်တော်ယူသားသွားပြီ။အော်ငါဒီမှာတရားချန်ထားခဲ့တယ်။ဒီရောက်တဲ့အခါကျရင်တော့တစ်ခုတော့သူဆက်သွယ်လာမှာပဲ။သူ့ပတ်စံပဲလေ။သူဒီတိုင်းတော့နေမှာမဟုတ်ဘူး။အဲ့တော့ဆက်သွယ်လာမှာပဲမြဲဒီလိုတော့ရှိတယ်အခုထားခဲ့အိမ်မှာမင်းသွားယူလိုက်ကွာဆိုတော့သူထည့်ခဲ့တဲ့ share အတိုင်းတော့အပြည့်တော့ဘေးရနိုင်မယ်။ဒါအများကြီးရှုံးသွားတာ။အဲ့တော့ရှုံးသွားတဲ့ကြောင့်မလို့ခွဲလိုက်ရင်တော့ဝေစုကြတော့ပြန်ရသည်ပေါ့နော်။ကဲထားပါအဲ့တော့အဲ့တော့ကကျွန်တော်ကရှင်းတယ်။ကျွန်တော်လည်းအမှန်တည်းပဲကျွန်တော်ရှင်းပြတယ်။ဒါပေမဲ့ကျောင်းစိတ်ထဲမှာခုနေတာဒီအိမ်တော်ကြီးကိစ္စပါနော်တော်လုံးကျွန်တော်ဆောင်ထိန်လာတဲ့ဒိတ်ခါတရားတစ်ခုမှာတနည်းအားဖြင့်ဒီလိုမျိုးကြီးပြောသွားတာကိုတော့ကျွန်တော်ရှင်းပြနေရင်ထဲမှာအခုချိန်ထိကျွန်တော်တော်လေးကိုခံပြနေတာတော်လေးခံပြနေတာဒါပေမဲ့ကံကောင်းကြီးတစ်ခုတော့ပါရှိတယ်ဆိုတော့လက်ရှိကျွန်တော်အိမ်တော်ကြီးအဆင်ပြေပါတယ်ဒီနေရာမှာဒါမိတ်ဆွေတို့အနေနဲ့ကောသင်ခန်းစာယူစရာလေးတစ်ခုပါဒါဘာလဲဆိုတော့ကျွန်တော်မျိုးသမီးကျွန်တော်ပြောစကားပါတော့ယောက်ျားတဲ့အဲ့ဒီအတွက်ကစိတ်ညစ်စရာမလိုဘူးလေမိမယောက်ျားကိုယုံပေးတယ်လေတလုံးပေါင်းလာတယ်သားလေးနှစ်ယောက်ထုံးကားတဲ့အထိယောက်ျားဘယ်လိုနေခဲ့တယ်မိမပေါ်မှာဘယ်လောက်ထိရှိခဲ့လဲမိမသိနေတာပဲအနိုင်နဲ့ပိုင်းတဲ့လူကဒီလိုပဲပြောမှာပေါ့အဲ့ယောက်ျားအဲ့လိုကြီးထက်ဖြစ်နေရင်နှခါရှုံးပါလေအဓိကကိုမိမကဒီပေါ်မှာနားလေပေးနေတယ်ယောက်ျားမဟုတ်တော့မိမလက်ခံနေဆိုရင်ယောက်ျားဆက်ဖြစ်စရာမလိုဘူးဆိုတာဒါကိုကျွန်တော်ပြောချင်တာအိမ်တော်တစ်ခုတိဆောက်တယ်ဆိုတာနားလည်မှုပဲဗျာနားလည်မှုပဲအဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့စောစောပြောတဲ့ဟာလေးပေါ့ဘုံဘုံတရားကိုကျွန်တော်ပြန်ပြီးဆက်ဆိုရင်ကိုချင်းစာတရားဆိုတဲ့အခါမှာတဖြည်းဖြည်းနဲ့ကျွန်တော်စိတ်ကနုံညံ့လာတယ်ငါတော်မလို့မဟုတ်တာကိုအဟုတ်လောက်ခံပြီးပြောကြတဲ့အခါမှာငါစိတ်ထဲမှာငါတော်တော်ခံပြင်းမိတယ်ပေါ့နော်အဲ့တော့ဟုတ်နေတဲ့ဟာကိုကျွန်တော်ကထပ်ပြီးသွားပြောရင်ကျွန်တော်အနာဘောထုတ်ကြဆိုရင်နှခါနာမှာဘုံရဲ့တရားတော်တွေရလို့အကျိုးလည်းမရှိဘူးမှန်တော်ညာလဲဆိုတော့ဒါကြီးကိုငါမချပြတော့ဘူးဆိုတဲ့အတီတရားတစ်ခုအနေနဲ့ကျွန်တော်ဒါကိုရသွားတယ်ပေါ့နော်အဲ့အတီတရားနဲ့အတူတိုက်ဆိုင်စွာပဲကျွန်တော်ဘာသွားတွေ့လဲဆိုတော့မြင့်မြတ်ရဲ့ official TikTok account ကိုကျွန်တော်တွေ့တယ်ဒါအခုလက်ရှိ
နောက်ဆုံးနဲ့တော့တူပါတယ်ဘာဖြစ်လို့ဒီလိုရွှေပြည်သာဘက်မှာရှိတဲ့ဘုံကြီးကျောင်းတစ်ကျောင်းပါပေါ့နော်အတူရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက်ပြီးတော့ဒီအလှူလေးတွားလို့ကြတဲ့ဗီဒီယိုဖိုင်လေးပေါ့နော်တွေ့တယ်နောက်ကတော့စန်တီဆိုင်တချင်းလေးလားမသိဘူးเนาะဘာသာတရားနဲ့ပတ်သက်ဆိုတော့တချင်းလေးနဲ့ background လေးတင်ထားတယ်ပေါ့ဟိုဖင်တော့တွားကြည့်ကြပါမြင့်မြတ် official မှာအဲ့ဒီမှာကျွန်တော်ဘာသွားတွေ့လိုက်လဲဆိုတော့မြင့်မြတ်သူ့ရဲ့ဇနီးမယားကိုလက်လေးဆွဲပြီးတော့နှစ်ယောက်ပေါ့နော်လင်းစုံမရဖက်စုံကတ်တယ်နော်ဟိုတန်ငါရှိခိုးနေတော့မြင်တဲ့အချိန်မှာကျွန်တော်အရန်ကိုဒါပြောမယ်ဆိုရင်ပီတိဖြစ်မိတယ်တကယ်လည်းကျွန်တော်ကျေနပ်မိတယ်ကျွန်တော်တို့ကမြင့်မြတ်ကိုကောင်းစီချင်တာဗျာဒါပေမဲ့ခက်တာကမကောင်းတာများတဲ့အတွက်ကြောင့်ကျွန်တော်တို့ယင်ထဲမှာတဖြည်းဖြည်းနဲ့သူ့ကိုဟိုအဆိုးတွေကဖြစ်နေတာအဲ့တော့သူ့ဟာသူထားပါတော့မကောင်းတာမှန်တော့ညာလေအဓိကကျွန်တော်ပြင်ထဲမှာဖြစ်တယ်ဆိုတာကျွန်တော်အပေါ်မှာဘိုးဆန်းနဲ့ပတ်သက်ပြီးတော့ဗောနော်အမှန်ဆိုကျွန်တော်ဖြစ်စေချင်တာကအများကြီးလက်တွဲခဲ့တယ်တောက်လျှောက်လဲကျွန်တော်တို့ကားပေါင်းများစွာလက်တွဲခဲ့တဲ့အချိန်မှာဖြစ်ခဲ့တဲ့အချိန်မှာအမှန်တရားမှာကျွန်တော်ဘက်ကရှင်းပြတော့ပါစေချင်တာဆိုအမှန်တရားဘက်ကပါစေချင်တာမဟုတ်ဘူး तू ကဘူဆန်းဘက်ကကြီးပဲဆိုတော့ तू ကိုယ်တိုင်လဲမှားနေမှလဲသိရသားနေဆိုကျွန်တော်အဲ့ဒီပုံမှာတနည်းအားဖြင့်ပြောမှဆိုတော့ကျွန်တော်ပိုတင်းတာပါထားပါတော့အခုဒါသူအမျိုးသမီးနဲ့တွေ့လိုက်ရတဲ့အချိန်မှာတော်တော်များများလဲတတိထားမိကြပါလိမ့်မယ်အရင်ကထက်ပိုလဲကြီးကောင်းလာတယ်နော်ဂျီမကစားတဲ့အတွက်ကြောင့်ခန္ဓာကိုယ်ဖွဲ့စည်းပုံအချိုးစားအစားပါနော်ဟိုတော်တော်လေးပြုပြပြောင်းလဲလာတယ်ဆိုတဲ့အတွက်ကြောင့်လို့ဒါကျွန်တော်တို့ကကောင်းတာကိုကောင်းတဲ့ဘက်တော့လက်ခံပြီးလို့ရတယ်အဲ့ဒီနေရာမှာဒီစကားပြောလို့တချို့ကျွန်တော်ပြောကြပါလိမ့်မယ်ဟာပြင်းတီကမြင့်မြတ်ကိုပတ်စံကိစ္စကြောင့်ပြန်ဖားပြီဆိုတော့ no ပါကျွန်တော်ကခင်ဗျားတို့စီကလာမဲ့ပြောချင်တဲ့မိကိုပေါင်းများစွာကိုကျွန်တော်ကြိုတင်စဉ်းစားပြီးတာပါအဲ့တော့ရှင်းအောင်ထပ်ပြောပါမယ်ကျွန်တော်ပြန်ဖားစရာအကြောင်းမရှိပါဘူးဒါကျွန်တော်ဘက်ကလိပ်ပြလုံချင်းပါကျွန်တော်အဓိကပြောချင်တဲ့အကြောင်းအရာကဘာလဲဆိုတဲ့အခါကျတော့အခုလိုပေါ့နော်ကျွန်တော်မြင်လဲရတဲ့အခါမှာသူတို့နှစ်ယောက်ရဲ့ဒါလင်မယားနှစ်ယောက်ရဲ့ဘဝလေးတစ်ခုပေါ်မှာအဆုံးထင်းလေးလည်းမဖြစ်စေချင်တာရဲ့နောက်တစ်ခုကကျွန်တော်စိုက်ခဲ့တဲ့အပင်တစ်ပင်ကြောက်ပေါ့နော်အစိတ်တစ်ခုမဖြစ်စေချင်လို့ဒီအကြောင်းအရာကိုကျွန်တော်အမှန်တိုင်းအနေနဲ့ဖိသက်ကိုထပ်ပြီးတော့ချပြပေးချင်တာဘာကြောင့်လဲဆိုတော့ကျွန်တော်တစ်ချိန်လုံးကကျွန်တော် shift back မှာပြောခဲ့ပေါ့နော်ကိုမြင့်မြတ်ဒီအိမ်တော်ကြီးဖောက်ပြန်နေဆိုကျွန်တော်အဲ့စကားလုံးကိုကျွန်တော်သုံးမိတယ်ဗျဒီနေရာမှာဒီအကြောင်းအရာလေးတစ်ခုပုံမှာကျွန်တော်ဖိသက်ကိုလည်းမေတ္တာရက်ခံနေတာကတကယ်တော့မြင့်မြတ်ဒီအိမ်တော်ကြီးဖောက်ပြန်ခဲ့တယ်ဆိုတဲ့အတိုင်းအတာတစ်ခုတည်းတော့မဟုတ်ဘူးဗျဖြစ်တဲ့ပြဿနာကဘာလဲဆိုတော့ဒါကျွန်တော်ကိုင်းငရှင်မင်းသမီးနာမည်ကိုတော့ထပ်ပြီးတော့မပြောပြရစေနဲ့တော့အဲ့တော့သုံးစံအတိုင်းပေါ့နော်မြင့်မြတ်ဒီအောင်မြင်နေတော့မင်းသားဖြစ်တယ်ထိတ်ဆုံးမင်းသားဖြစ်တဲ့အတွက်ကြောင့်မြင့်မြတ်နဲ့ညီစွန်းရင်ကားရိုက်မှုပါနိုင်တယ်ဆိုတဲ့လွဲမှားသောအတွေးခေါ်တွေကြောင့်မြင့်မြတ်စီကိုကတ်တယ်အဲ့တော့တနည်းအားဖြင့်ကျွန်တော်စောစောဘာလို့ထပ်ပြောချင်တာလဲဆိုအဲ့လိုဖြစ်လာဖို့အတွက်အဲ့လိုမျိုးတွေဖန်တီးဖို့အတွက်ကအဓိကဆက်နက်ကဘူဆန်းဗျာသူတို့နှစ်ယောက်တွေ့ဖို့အတွက်ကိုအခန်းချင်းပေးတယ်ကျွန်တော်ပြောတာဗျာတစ်ဖက်မှာအိမ်တော်ကြီးရှိတယ်မိတ်ဆွေခေါင်းဆိုတာဘလောက်ပဲဖြစ်ဖြစ်တကယ်တမ်းရှိခဲ့ရင်တော့မှဒါကိုတားရမှာလေမင်းမဒီလိုနဲ့ကွာကလေးနဲ့မိသားစုနဲ့မဖြစ်သင့်ဘူးဆိုတာဒါမိတ်ဆွေကောင်အခုကမိတ်ဆွေကောင်မဟုတ်ဘူးဒါပေမဲ့အဲ့လိုလူမျိုးကိုပဲသူတို့ကမှန်တယ်ဝင်းရံတယ်မှန်တယ်ဝင်းတယ်ကျွန်တော်ကမြင်လေဒီပုံမှာအသေးရတာဒါပေမဲ့ဒီနေ့ပြောချင်ရနောက်ဆုံးပဲဗျာဘာကြောင့်ကျွန်တော်ဒါကိုပြောပေးတာလဲဆိုတော့သိတဲ့အမြင်မှာကောတစ်ချိန်ပေါ့နော်ဟိုမြင့်မြတ်အပေါ်မှာအိမ်တော်ကြီးဖောက်ပြန်နေဆိုတဲ့အကြောင်းအရာတစ်ခုနဲ့ပြည့်တဲ့အနေနဲ့လွဲမှားမှုဖြစ်နေမှာဆိုတော့အဲ့တော့အဓိကပြဿနာကတော့ဂျားတွေကဘူဆန်းရဲ့ဒီစနက်ကြောင့်ထားပါတော့ယောက်ျားဖြစ်တဲ့အတွက်ကြောင့်မလို့မြင့်မြတ်ဒီလည်းမလွန်ဆန်နိုင်တဲ့ကိစ္စနဲ့သူမှားမိသည်ပေါ့နော်မှားမိသည်အဲ့တော့မှားမိတဲ့အချိန်မှာအဓိကဖြစ်သွားတဲ့ပြဿနာကသူမမှန်မိသွားတာသူမမိသွားတဲ့အချိန်မှာဒါကတော့ဒီလိုပါပဲကျွန်တော်တို့ဒီအနည်းပညာအတိုင်းဝိုင်းမှာတော့ဒီအိမ်တော်ရေးပြဿနာရှုပ်ထွေးမှုတွေကတော့မင်းသားမဟုတ်ပါဘူးတော်တော်များများလဲရှိနေကြတာကြီးပါဒါပုံစံရနေမှာကောထားပါတော့ဒီအနည်းပညာသမားတွေမဟုတ်ပါဘူးလူအပြင်မှာလဲဒီလိုပါပဲဒီကျွန်တော်တို့လူပောင်ညတိုင်းမှာတွေ့နေကြတာအဲ့တော့အချို့နားလည်မှုပေးနိုင်တော့ဇနီးမယားတွေမှာလဲဟေးအဓိကကိုယ့်ဘော်မှာချစ်နေပြီးတာပဲယောက်ျားမှန်ရင်တော့ဒီလိုတော့ရှိမှာပေါ့ဒီလိုလေးတော့သွားမှာပေါ့ဆိုတဲ့ဟာမျိုးနဲ့တော်များဟိုနားလည်ပေးကြတဲ့မျိုးသမီးတွေကျွန်တော်တွေ့ဘူးတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီဟာဖြစ်တဲ့ပြဿနာကဘာဖြစ်သွားလဲဆိုတော့ဒီလိုဖြစ်တဲ့အချိန်မှာတစ်ဖက်ကဟို
မင်းသမီးကိုက်ရှင်ကိုထားပါတော့မင်းသမီးကသူလဲမှားသေးတယ်တောင်းမှန်မယ်ဆိုတဲ့ကိစ္စတစ်ခုမှာဒါထားပါတော့ဘာကြောင့်ပဲဖြစ်ဖြစ်မှာတောင်းမှန်တဲ့ကိစ္စတစ်ခုမှာတစ်ဖက်ကရှိတဲ့ကိုက်ရှင်ဇနီးမယားတရားဝင်ဇနီးမယားဘာချမ်းသာသွားခေါ်လဲဆိုတော့ကျမအမယောက်ျားကိုတကယ်ချစ်တာအခုမှချစ်တာမဟုတ်အရင်ကချစ်တာဘာညာနဲ့သွားပြီးတော့ကျွန်တော်တို့ရုပ်ရှင်တွေရလို့ဗျာမငင်ငယ်စတိုင်နဲ့ဟို dialogue အတင်းနဲ့သွားပြီးလို့တော့မြင့်မြတ်မျိုးသမီးဘယ်လက်ခံမလဲကျွန်တော်ပြောတာဘယ်မိန်းမကလက်ခံမလဲဟေးဟုတ်ပြီနင်တို့အဲ့လောက်ချစ်နေတာအဲ့လောက်တော့ဖြစ်နေတာလာငါကွာပေးမယ်နင်တို့ယူကြဆိုပြီးတော့ဖြစ်ကြတာအဓိကပြဿနာတနည်းအားဖြင့်ပြောမယ်ဆိုတော့အာယုံကိုစောတို့လေးမြင်အန်တီတီတာတို့ကိုစောတို့ဝင်ပြီးတော့အေးဒါတော့ဒီလိုပါပဲမဟုတ်ပါဘူးမြင့်မြတ်ကဒီလိုစိတ်မရှိပါဘူးဆိုတော့တော်တော်လေးတောင်းမှန်လို့အဲ့ကိစ္စကကြည်အေးသွားတာအဲ့တော့အစိုးရအကောင့်ဘာဖြစ်သွားလဲဆိုတော့မြင့်မြတ်လည်းတော်တော်လေးတော့ပြောမယ်ဆိုရင်ကျွန်တော်အဲ့အကြောင်းကိုပြောတဲ့အချိန်မှာသူလည်းတော်တော်လေးတော့နောင်တရသွားပါလိမ့်မယ်အဲ့တော့ယနေ့ကျွန်တော်ဒီဗီဒီယိုဖိုင်လေးပြန်ကြည့်တဲ့အချိန်မှာတော်တော်လေးကိုမျက်စိထဲမှာဗျာတကယ်ကိုအဆင်ပြေတော့တာယာကြည်နူးတော့ဇနီးမောင်နဲ့2ယောက်လို့ဒါကျွန်တော်အသိမှတ်ပြုတယ်ကျွန်တော်ကောင်းစိတ်နဲ့ကျွန်တော်ပြောပြတာဟုတ်လူတိုင်းကတော့မှားကြမှာပဲအဓိကမှားတဲ့အကြောင်းအရာတစ်ခုကိုအမှန်ကိုပြင်နိုင်ရင်ဒီလူကလမ်းမှန်ကိုရှောင်နိုင်မှာဟုတ်ပြီနော်ကဲအခုကဲကျွန်တော်ခင်ဗျားတို့ပြောလို့ပေါ့နော်ကဲသူများအကြောင်းတွေကပြောတယ်သူများမကောင်းကြောင်းလို့ပဲခင်ဗျားတို့တတ်မှတ်ပြီးတော့အမှန်တော့ကျွန်တော်ကအားလုံးကိုသိစေချင်တာဒီလောကမှာဒီလိုလူတွေကြီးစိုးနေတယ်ဒီလိုလူတွေနေရာရနေတယ်ဒီလိုလူတွေမရှိသင့်ဘူးဆိုတာလောကတစ်ခုကောင်းစားရေးအတွက်ကိုဒီလောကမှာကျင်လည်တဲ့လူကမှမပြောရင်ဘယ်သူကလာပြီးပြောမှာလဲဒါကိုကျွန်တော်ပြောချင်တာပါနော်ဥမာကျွန်တော်အဝေးမကြည့်နဲ့အခုလက်တလော Facebook မှာတော်တော်ဟောနေတဲ့ကိစ္စတခုပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းအဲ့ကိစ္စလေးကိုပြောချင်တယ်ပေါ့နော်ဘာလဲဆိုတော့အခုခေတ်မှာပြိုင်းချွေလာလေးကျွန်တော်ကြည့်လိုက်ရသည်ပေါ့ဟုတ်ပြောရင်လည်းမင်းကိုယ်တိုင်ကဘာကားတွေရိုက်ခဲ့လဲစောက်ဘောကရိုက်ခဲ့ပြီးတော့မင်းသူများကားကြောက်လို့ဆိုဒီနေ့ကျွန်တော်တစ်ချက်လေးထောက်ပြခြင်းတယ်ကျွန်တော်အများကြီးကျွန်တော်မကြည့်လိုက်ရဘူးဗျဘာလို့ကြည့်လိုက်ရလဲဆိုတော့တော်တော်များတဲ့ပိသက်ဝေဖန်တဲ့နေရာမှာအဖြူအစိမ်းနဲ့ကျောင်းစိမ်းဝတ်စုံကိုဝတ်ထားပြီးတော့နော်ဒီမင်းကလေးတယောက်ရဲ့တင်ပုံစံကိုယောက်ျားသားတွေကငေးမောကြည့်ရှုရတယ်ဆိုတဲ့ပြကွက်မျိုးပေါ့အဲ့တော့ဒီလိုပြကွက်အမှားမျိုးကကျွန်တော်တို့မြန်မာရုပ်ရှင်လောကမှာစံစာမူဝါဒအနေနဲ့လဲမပြသသင့်တယ်လို့ရိုက်ကူးတဲ့ဒါရိုက်တာပဲဖြစ်ဖြစ်တရုပ်ဆောင်ပဲဖြစ်ဖြစ်အကုန်လုံးပေါ့နော်ရေးသားတဲ့ဇာတ်ညွှန်းရေးဆရာပဲဖြစ်ဖြစ်အကုန်လုံးကကျွန်တော်တို့ကအတီတရားနဲ့ဒါကိုပြုပြင်ပြောင်းလဲနိုင်မှာကျွန်တော်တို့မြန်မာရုပ်ရှင်ရလက်ကောင်းသို့မဟုတ်ရုပ်ရှင်ဒီပြည်သူအတွက်ဆိုတဲ့ကျွန်တော်အတိုင်းကိုသွားလို့ရမှာအဲ့တော့ဒီနေရာမှာကျွန်တော်တို့တစ်ချက်ပြောပြချင်တာကဘာလဲဆိုတော့တနည်းအားဖြင့်ပေါ့နော်ကျွန်တော်လည်းရှေ့မှာရိုက်ခဲ့ကြတယ်အမျိုးသမီးတယောက်ထားပါတော့ကျွန်တော်ရှေ့ vlog မှာပြောခဲ့လို့ပေါ့ဘိုးကြပြုခင်ရေချိုးနေတဲ့အရွာမှာပေါ့နော်ထမင်းရင်ရှားနဲ့ရေချိုးနေတဲ့ဇဝင်ကန်းကိုအလောင်းပိုင်းတို့အရှင်မွေးလာတို့ပေါ့နော်ငေးကြတယ်ဝိုင်းငန်းကြတယ်ဒါကျွန်တော်လည်းရိုက်ခဲ့တာပဲဒီလိုဇဝင်ကန်းမျိုးဟုတ်ဒီနေရာမှာကျွန်တော်စိုးစောဘာကြောင့်ဒါကိုပြန်ပြီးတော့ထောက်ပြလဲဆိုတော့တာမန်ဒါတဘာဝအတိုင်းဖြစ်လိဖြစ်တာရှိတော်ညာလေကျွန်တော်တို့ဒီနေရာမှာချင့်ချိန်ပြီးစဉ်းစားမှာကအဖြူအစိမ်းမှာအဖြူအစိမ်းဝတ်တဲ့အရွယ်ကတကယ်တမ်းကျရင်ကျွန်တော်တို့အနေနဲ့ကြည့်မယ်ဆိုရင်ကိုညီမရဲ့အရွယ်ကိုတူမရဲ့အရွယ်ဒီတဲ့အသက်ကြီးမယ်ဆိုရင်ကိုသားသမီးအရွယ်ဒီလိုចောင်းသူအရွယ်လေးတွေကကျွန်တော်ပြောမယ်ဆိုရင်ပတ်ဝန်းကျင်အမြင်မှာဒါကလေးတွေပဲဟုတ်ပြီနော်အဲ့တော့ဒီလိုအရွယ်ဒီလိုကလေးတွေအပေါ်မှာဒီလိုမျိုးတွေမရှိသင့်ဘူးဒီလိုမျိုးတွေမဖြစ်သင့်ဘူးဆိုတဲ့ဟာကိုကျွန်တော်တို့ရုပ်ရှင်အနေနဲ့ဒါတွေကသင်ခန်းစာအနေနဲ့တော့ပေးရမှာအဲ့လိုမျိုးမဟုတ်ဘဲနဲ့ဒါတွေကိုတနည်းအားဖြင့်ကျွန်တော်ကြည့်လိုက်တဲ့အချိန်မှာပြည့်တက်လည်းမြင်မှုကြပါလိမ့်မယ်တကယ်ကိုအတိုင်းသားအတွင်းမှာရှိတော့ဘောင်းမီအသားတော်ပေါ်လွင်အောင်ဆိုတဲ့ဟာမျိုးတွေဒီလောက်ကျွန်တော်တို့တိုင်းပြည်မှာချပြเสียအမှုပညာတွေကဒါကိုအမှုပညာပဲကြည့်လို့ဆိုတဲ့စကားတစ်ခုနဲ့ပြောလို့မရဘူးဗျအဲ့လိုပြောကြည့်ဆိုရင်ကျွန်တော်တို့ဟာတာကားတွေပေါ်ကားတွေကိုလေခင်ဗျားတို့အမှုပညာတစ်ခုနဲ့ပဲကြည့်ဒါတွေကဆိုတဲ့ဟာမျိုးနဲ့ပြောလို့ရမလားရောပြပြတဲ့စဉ်းစားကြည့်ပါတော့ဒါပေမဲ့ဒီလိုပြောရင်လေရိုက်ကူးတဲ့ director ဒီဥဆောင်ကောပါဝင်တဲ့လူတွေကကျွန်တော်ကိုပဲမင်းတို့ကတော့ဘယ်လိုလဲဆိုပြီးတော့ဖောင်းထူကြအောင်ပါကျွန်တော်တို့ကဖောင်းထူတာကပြဿနာမဟုတ်ဘူးဗျာအဓိကပြဿနာကဘာလဲဆိုတော့အတိတရားနဲ့စင်ញုံတရားကပျောက်ပြီးတော့အမှားဘက်ကိုဥတည်သွားအဲ့ဒါကပြဿနာအဲ့တော့ဒါလေးကကျွန်တော်ဥပမာတစ်ခုပြောပြတာပေါ့နော်ကြုံလို့ပါနော်ဒါလေးကျွန်တော်တွေ့လို့သူများကောက်ပြဿနာလည်းမဟုတ်ဘူးဝေဖန်တာလည်းမဟုတ်ဘူးတော်တော် line ပေါ်မှာဒါကျွန်တော်တော့
မပြောပါဘူးတချို့ပြောနေကြတဲ့ဟာကြီးကြည့်လိုက်ပြီးတော့ဒါလေးကတော့ငါတို့လောကမှာဒီလိုတွေမှားကြတော့ပြည်သက်တွေထောက်ပြတယ်ပြောခံတယ်ဝေဖန်ခံရတယ်ပေါ့နော်ဘယ်ထိဘယ်လိုများဆက်မှားကြအောင်မလဲဆိုတဲ့ဟာဒီဒါကိုကျွန်တော်ပြောပြတာပေါ့နော်မခက်တာကပြောလို့ကမရဘူးဗျမြန်မာနိုင်ငံမှာလူတွေအကုန်လုံးတော်တော်များများကဘလို့ပဲဖြစ်ဖြစ်အတဲ့မြင်နေမှာမဟုတ်တော့အဆောင်ပဲမြင်ကြမှာနောက်ွယ်ကနေပံပိုးပေးနေတဲ့လူတွေတိုက်ခိုက်ပေးနေတဲ့လူတွေ Facebook တင်းအများကြီးပဲတော်တော့ဆူရလာတော်တော်ပျက်စီးသွားပြီဗျာဘလို့ပဲဖြစ်ဖြစ်ဆရာတော်ဘုရားဟောကြလို့ပေါ့နော်မှန်တော်ညာလေတစ်ဖက်သားတဲ့အကျိုးမရှိဘူးသူများအပူကိုအပူတွေကူးစီသေးဆိုတာမျိုးကျွန်တော်လည်းလက်ရှိပြန်ပြီးပူလောင်ရတာပဲအခုလက်ရှိကို Facebook မှာ YouTube မှာများစွာဆဲနေကြတာပေါ့နော်အဲ့တော့ဆဲနေကြတဲ့လူတွေလည်းကျွန်တော်ဒီနေရာလေးမှာတခုလေးကျွန်တော်ဒါဟိုမေတ္တာရက်ခံနေတာကဖြစ်ကြတာကကျွန်တော်နဲ့အလှမ်းမှန်ကိစ္စပါဒါကျွန်တော်ကာယကံရှင်ကိစ္စပါနော်မိတ်ဆွေတို့အနေနဲ့ဂျားတွေကနေပြီးတော့ခြေလိုပဲဖြစ်ကျွန်တော်အမြင်ကလည်းပဲဖြစ်ဆဲနေတယ်ဆိုတာကျွန်တော်တို့ရဲ့အပူမီးရမိတ်ဆွေတို့ကိုတနည်းအားဖြင့်ကူးပါတယ်တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့အကုသိုလ်အပူမီးမကူးပါစေနဲ့ဒါကျွန်တော်ချစ်ချင်းမုန်းကြီးကင်းစွာဖြစ်ကျွန်တော်ဒါလေးကိုကျွန်တော်တင်ပြတာပါနော်စီစဉ်အပိတ်နေရတော့အဓိကကျွန်တော်ပြောချင်တာကျွန်တော်လည်းပြုပြင်တင်တာလေစင်ရင်တင်တာကျွန်တော်လည်းပြုပြင်ပြောင်းလဲမှုကျွန်တော်လုပ်မယ်အဓိကကျွန်တော်ပြောလိုက်တဲ့မြင်အကြောင်းပေါ့နော်အိမ်တော်ကြီးဖောက်ပြန်နေဆိုတဲ့စကားအပေါ်မှာပြိတ္တကိုအမြင်မှန်ရစေခြင်းလို့ကျွန်တော်ပြန်ပြီးတော့ရုပ်သိမ်းပေးတာပါဒါကကျွန်တော်အတွက်တာဝန်ယူမှုတစ်ခုပါပဲဟုတ်တော့ဒီအပေါ်မှာအမှားလေးတစ်ခုကျုံ့လို့မိတယ်ဆိုတဲ့ဟာမျိုးလေးကိုပဲပြိတ္တအနေနဲ့အသိမှတ်ပြုပေးဖို့ပေါ့နော်ဒါလေးကျွန်တော်မေတ္တာရက်ခံပါတယ်အားလုံးကျွန်တော်အစီအစဉ်တွေမှာဆက်လက်ပြီးတော့ဆုံတွေ့ပါအောင်မယ်ကျွန်တော်ရဲ့ပြင်းတီရ Facebook ပေါ်မှာတော့ကျွန်တော်တွေ့ခွင့်ရမှုတော့ပါဘူးတွေ့ကျင်နေဆိုရင်တော့ကျွန်တော်ဒီ YouTube channel မှာပဲဆက်လက်အားပေးနိုင်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်